အားလုံးမင်္ဂလာပါချိန်ပေါက်ကိုစိုင်းပေးရနေပြီပြန်လဲကြိုးစားပါလေဗျဒီနေ့တော့ကျွန်တော်မန်းလေးမှာဟာအောင်မြေကြောက်မြက်ရတနာဝိုင်းကျွန်တော်ထားနေကြပကံဝိုင်းနဲ့အပွင့်တစ်ဆဖြတ်သားဝယ်တဲ့ခုံပါပဲကျွန်တော်ဒီတစ်ဆလေးနှစ်ဆကို16သိန်းနဲ့ဝယ်ယူခြင်းဖြစ်ပါလေဗျကြောက်လေးကကျွန်တော်တို့အခုမြင်နေရတဲ့အတိုင်းပါပဲမျိုးကာလာလေးကိုမှကျွန်တော်ကြောက်ကမောက်ဖြူအသားလေးတွေနင်းငယ်ညက်တယ်ပေါ့ဗျာဒါကလည်းကျွန်တော်ပြောရမယ်ဆိုရင်တော့ဖြာပုံသူရဲ့ခါမှာခယူစင်းဆွဲနေတယ်လို့မျိုးလေးပါပဲကျွန်တော်တိတ်တော့ပြဿနာမရှိဘူးဗျဘာကြောင့်လဲဆိုတော့ဒီကြောက်ကနံပါတ်1ကြောက်မျိုးရင့်တယ်နံပါတ်2ဒီကြောက်ကကြောက်သားစမ်းတယ်ဗျနံပါတ်3ဒီကြောက်ကကာလာလုံတယ်ပေါ့ဗျာနံပါတ်4ဒီကြောက်ကအနာရှင်းတယ်ဗျနံပါတ်5ဒီကြောက်ကအရွယ်လဲကောင်းတယ်ဗျအဲ့တော့ပြောရမယ်ဆိုရင်ဒီကြောက်ကိုသွေးပြီးအယောင်တင်တဲ့ချိန်ကြရင်လဲကျွန်တော်သာအိမ်ရခင်မနဲ့ရောနှောတာမနေတာဒီကြောက်သားနဲ့ဒီကာလာကတော့ရောကိုရောတယ်ဗျအဲ့လိုရောသွားတာနဲ့ကျွန်တော်ဒီကြောက်ကလက်ရှိမန်းလေးဈေးကောမှာကျွန်တော်တပွင့်ကို12သိန်းရောင်းစားလို့ရတယ်ဗျဒါကတော့ကျွန်တော်ကြောက်ကလေးကိုမသွေးခင်မှာကလတ်ချိန်ကြည့်တယ်ပေါ့ဗျာကျွန်တော်တပွင့်က16ကလတ်ရှိတယ်တပွင့်က73ကလတ်ရှိတယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့ပွဲတက်ပေးအောင်ရောင်းပေးတဲ့ပွဲစားကိုကျွန်တော်ငွေချေပေးနေတယ်ပေါ့ဗျာကျွန်တော်ပွဲစားရက်လည်းမြတ်ပါစေဘာညာပေါ့ဗျာပြီးတော့လည်းပိုက်ဆံယူပြီးသွားလိုက်တာနောက်ကိုလှည့်မကြည့်တော့ဘူးဗျဒါနဲ့ကျွန်တော်ကြောက်လေးကိုဝယ်ပြီးချင်းမှာပဲကျွန်တော်တခါတည်းတန်းပြီးတော့သွားသွေးတယ်ပေါ့ဗျာမစိုးဘူးဗျကြောက်လေးကကျွန်တော်ထင်ထားသလိုလည်းဖြစ်တယ်ဗျအရွယ်ကလည်းရတယ်အနာကလည်းရှင်းတယ်ကာလာနဲ့အသားကလည်းကျွန်တော်ရောသွားတယ်ဗျတစ်ဆတုံးကဖြူနေတဲ့အသားတွေကလည်းကျွန်တော်တော်တော်လေးကိုပျောက်သွားတယ်ဗျဒါကတော့ကျွန်တော်သွေးပြီးသွားတဲ့အနေထားလေးပေါ့ဗျာအမှန်တော့ဒီကြောက်မျိုးကကျွန်တော်မယောင်းမဲနဲ့စုထားတဲ့ကြောက်မျိုးဗျဘာဖြစ်လို့လဲဆိုတော့ဒီကြောက်မျိုးကကျွန်တော်လက်ရှိဈေးကွက်မှာ12ပွင့်ဘရက်တကုန်းကိုကျွန်တော်350တန်နေလို့ပါပဲဒါနဲ့ကျွန်တော်ဒီကြောက်လေး2ပွင့်ကိုကျွန်တော်25သိန်းကိုခဏပေးတယ်ဗျကျွန်တော်မယောင်းမဲနဲ့နောက်ဆုံးဒီကြောက်လေး2ပွင့်ကိုကျွန်တော်330ရပါပဲကျွန်တော်ရောင်းပေးလိုက်ပါတယ်ဗျအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်